မော်လမြိုင်သို့မဟုတ်မြန်မာနိုင်ငံရဲ့သဘာဝဘေးလွတ်ကင်းရာစီးပွားရေးအချက်အခြာဆုံမှတ်တစ်မော်လမြိုင်ကိုသဘာဝဘေးအနည်းဆုံးလို့ပြောတဲ့အခါကမ်းရိုးတန်းမှုဆူနာမီလာနိုင်တယ်မုန်တိုင်းလာနိုင်တယ်လို့ပြောတဲ့သူတွေကိုအဓိကရှင်းပြပေးချင်တာပါအင်္ဂလိပ်တွေဟာအရှေ့တောင်အာရှဒေသမှာပထမဆုံးတည်ခဲ့တဲ့မြို့ကိုလွယ်လွယ်ရွေးချယ်တည်ဆောက်ခဲ့တာမဟုတ်ပါဘူးမော်လမြိုင်မြို့ကိုဆူနာမီရောမုန်တိုင်းရောငလျင်ပါဘယ်တော့မှမရောက်နိုင်တဲ့အချက်၉ချက်ရှိပါတယ်တဲ့အမြင့်ပေ600ကျော်မြင့်တဲ့တောင်တန်းကြီးပါဝင်တဲ့ဘလူးကျွန်းကြီးဟာမော်လမြိုင်မြို့ရဲ့အနောက်ရက်မုတ္တမပင်လယ်ကွေ့ကိုတဘာဝမဟာတတိုင်းကြီးအလားအကျယ်8မိုင်ကျော်နဲ့အရှည်မိုင်20ကျော်ကာရန်ပေးထားတာပါအနောက်အရက်ပင်လယ်ကလာနိုင်တဲ့ဆူနာမီဘလောက်ကြီးဘလို့မှတိုးမပေါက်နိုင်ပါဂျပန်မှာအကြီးဆုံးဝင်ခဲ့တဲ့ဆူနာမီလှိုင်းကြီးဟာပေ60အမြင့်သာရှိခဲ့တာပါနှစ်အမြင့်ပေ3000ကျော်မြင့်တဲ့ကလားမတောင်တန်းကြီးဟာမော်လမြိုင်မြို့ရဲ့အနောက်မြောက်အရက်ကနေကာစီးထားပြန်ပါတယ်။အမြင့်ပေ1000ကျော်မြင့်တဲ့တောင်ညိုတောင်တန်းကြီးဟာလည်းမော်လမြိုင်မြို့ရဲ့အရှေ့ရက်ကနေကာရန်ထားပြန်ပါတယ်။လေးဓာအပြင်မော်လမြိုင်မြို့ရဲ့အရှေ့ရက်မိုင်90လောက်ကွာမှာပေ6000ကျော်မြင့်တဲ့ဒေါနာတောင်တန်းကြီးဟာနောက်တစ်ထပ်ကာရန်ထားပါသေးတယ်။ဘလူးကျွန်းကြီးရဲ့အနောက်ရက်မှာပင်လယ်ဆိုပေမဲ့ရေအိုင်ကြီးစားလိုမျိုး wetland လို့ခေါ်တဲ့ရန်စာရေဝတ်ဒေသကြီးဟာဧက4သိန်းနီးပါးအကျယ်ဝန်းနဲ့တက်လာသမျှလှိုင်းတွေကိုအားပျော့ပြက်ပြဲသွားအောင်လုပ်ပေးနိုင်ပါတယ်။ဒီရေတောတွေပါဘလူးကျွန်းရဲ့အနီးတစ်ဝိုက်မှာဒီရေတောတွေထူထပ်စွာပေါက်ရောက်နေတဲ့ကျွန်းအသေးပေါင်းမြောက်များစွာရှိပါသေးတယ်။မော်လမြိုင်ရိုးကိုးကနေစပြီးအောက်ပိုင်းတစ်လျှောက်နဲ့ပေါင်မြို့နယ်အောက်ပိုင်းကမ်းရိုးတန်းများမှာလည်းထူထပ်တာဒီရေတောကြီးများစွာရှိနေပါသေးတယ်။ဆူနာမီလှိုင်းကမ်းပြိုခြင်းနဲ့မုန်တိုင်းတွေကိုကာကွယ်နိုင်တဲ့အပြင်လေထုအတွက်အောက်ဆီဂျင်ကိုတန့်စင်ပြီးသားပါ။အနောက်တောင်အရက်မှာတည်ရှိနေတဲ့ကြိုက်ခမီအငူဟာလည်းမော်လမြိုင်ကိုကာကွယ်ထားပေးတဲ့တတိုင်းတစ်ခုဆိုမမှားပါဘူး။စကိုင်းပြည့်ရွေ့ကြောကြီးနဲ့မိုင်120ကျော်ကွာအဝေးမှာရှိနေတဲ့အပြင်မော်လမြိုင်မြို့ရဲ့တဘာဝကပေးတဲ့လက်ဆောင်ကတော့မြေသားဟာမာကျောတဲ့ကဝုံကြောက်သားကြမ်းခင်းကြီးဖြစ်နေခြင်းပါဘန်ကောက်ဟာငလင်ကျောနဲ့မိုင်1000ကျော်ဝေးပေမဲ့လည်းအောက်ခံမြေသားဟာနှုံးမြေပျော့ပြောင်းတာကြောင့်ငလင်တန်ကိုပြင်းထန်စွာခံစားရပါတယ်။မော်လမြိုင်ကတော့ဘန်ကောက်ထက်အများကြီးပိုနီးပေမဲ့ငလင်လှုပ်တာတိယုံလောက်ပဲလှုပ်ပါတယ်။မိုးများတာရှိပေမဲ့ရေတင်တဲ့နေရာဧရိယာအရန်နည်းပါတယ်။ရေတင်တဲ့နေရာဆိုလဲတစ်နှစ်ကို1ရက်2ရက်ထက်မပိုပါဘူး။ရေချက်ချင်းပြန်ကြပါတယ်။သမိုင်းတစ်လျှောက်လူအသေးပြောက်ကမရှိသေးလောက်ပါပဲ။အထက်ပါအချက်များဟာတဘာဝဘေးအန္တရာယ်တစ်ခုတည်းကိုထည့်တွက်စဉ်းစားထားခြင်းသာဖြစ်ပါတယ်။ထို့အချက်များမှန်ကန်ကြောင်းကိုသမိုင်းတစ်လျှောက်ကိုပြန်ကြည့်ရင်လည်းသိနိုင်မှာပါစီးပွားရေးအကြောင်းထည့်တွက်မယ်ဆိုရင်လည်းလက်ရှိမော်လမြိုင်မြို့ဟာမြန်မာတစ်နိုင်ငံလုံးရဲ့ပြည်တွင်းပြည်ပကုန်စည်စီးဆင်းရာထွက်ပေါက်ကြီးဖြစ်ပါတယ်။ဒါအပြင်မော်လမြိုင်မှာအပြည်ပြည်ဆိုင်ရာလေဆိပ်ရေနက်ဆိပ်ကမ်းအထူးစီးပွားရေးဇုံနဲ့ဗီယက်နမ်နိုင်ငံဒါနန်မြို့အထိပေါက်မဲ့စစ်ကြမ်းစီမံကိန်းကိုဂျပန်နိုင်ငံကလက်ရှိအကောင့်ထဲပေါ်တာပြီးခါနီးနေပါပြီ။အခုဆောက်လို့ပြီးခါနီးအတရန်နဲ့ဂျိုင်းတရားတစ်ကြီး2ဆင်းပြီးရင်project ပြည့်စုံပြီလို့တောင်ပြောလို့ရပါတယ်။မယုံရင်လက်ရှိမော်လမြိုင်ကိုလာလဲကြည့်ပါဖုံမရှိပဲလမ်းတွေတန်ရှင်းချက် landscaping တွေလာချက်ကမြန်မာနိုင်ငံမှာအလှဆုံးမြို့လို့တောင်ပြောလို့ရတဲ့အနေအထားပါ။